ဒီဗီဒီယိုက Luna Secret လာမင်းဤလျှို့ဝှက်ချက်ဇာတ်လမ်းတွေအတွက် pilot trailer ဖြစ်ပြီးဖျော်ဖြေရေးလောကမှာထိတ်တန့်အမျိုးသမီးနှစ်ဦးကြားကလျှို့ဝှက်အချစ်ဇာတ်လမ်းကိုအဓိကဖော်ပြထားပါတယ်။ထိတ်တန့်မော်ဒယ်ဟန်နီနဲ့ဖျော်ဖြေရေးလောကရဲ့မင်းသမီးလေးလို့တင်စားခံရတဲ့ရေနိုဟာလူထုရှိမှာတော့ပြိုင်ဘက်တွေအဖြစ်မြင်တွေ့ရပါတယ်။သူတို့နှစ်ဦးအတူတူအလုံးမလုံးချင်ကြဘူးဆိုတဲ့ကောလာဟလတွေလည်းထွက်ပေါ်နေပါတယ်။အပြင်ပန်းမှာပြိုင်ဘက်တွေလို့ထင်ရပေမဲ့သူတို့နှစ်ဦးကြားမှာနက်ရှင်နဲ့ပတ်သက်မှုတစ်ခုရှိနေပါတယ်။အလုတ်ရဖိအားတွေမရှိဘဲနှစ်ယောက်တည်းရှိနေချိန်မှာမှသူတို့ကိုယ်သူတို့လွတ်လပ်စွာဖော်ပြနိုင်ကြတာကိုတွေ့ရပါတယ်။နံပါတ်1နေရာကိုရယူထားရတဲ့အတွက်ကြီးမားတဲ့ဖိအားတွေရှိနေပါတယ်။ဟန်နီရဲ့မန်နေဂျာကသူမကိုထိတ်ဆုံးမှပဲရှိနေစီချင်ပြီးရီနဲ့တငယ်ချင်းဖြစ်ပတ်သက်တာကိုတောင်ပြင်းပြင်းထန်ထန်တားမြစ်ထားပါတယ်။ဒီဇလန်ရဲ့အထူးအခက်အခဲကတော့သူတို့ရဲ့အချစ်ကိုဖုံးကွယ်ထားရတဲ့နာကျင်မှုမှာပဲလျှို့ဝှက်ထားရတဲ့အချစ်ကိုအချစ်လို့ခေါ်နိုင်မအောင်မလားဆိုပြီးသူတို့မေးခွန်းထုတ်လာကြသလိုဘယ်အချိန်မှာပုံလျှို့ကွယ်လို့မနေရပဲလွတ်လပ်စွာချစ်ခွင့်ရမလဲဆိုတာကိုမျှော်လင့်နေကြပါတယ်ထရီလာရဲ့အဆုံးပိုင်းမှာတော့သူတို့ရဲ့လျှို့ဝှက်တငယ်ချင်းဆိုတဲ့အခြေအနေကနေပုံမူနတ်ရှင်တဲ့အစဉ်တစ်ခုကိုကူးပြောင်းသွားဖို့အရေးအယောင်တွေကိုတွေ့ရပါတယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုလည်းပြောပြပေးသွားမှာဖြစ်လို့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်